သူတို့ဘာသာကြတော့ဆက်ဆက်ထိနာမခံဘဲနဲ့သူများဘာသာကြတော့စော်ကားခွင့်ရှိတယ်ဆိုတဲ့ပုံစံနဲ့ပေါ့နော်ဒီဘူရဘာသာဝင်တွေရဲ့လောက်ရကိုကျွန်မနည်းနည်းချက်ပြချင်လို့ပါနော်ကျမတို့ကတော့ဒီဘာသာတွေလည်းကောက်ွယ်မှာမဟုတ်ဘူးဒီဖယားကိုလည်းကောက်ွယ်နိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့လူသားတီမျိုးဖြစ်တဲ့ဒီလူသားကဖယားဆိုတာမျိုးကကောက်ွယ်နိုင်မှာမဟုတ်ဘူးဖယားကပဲကျမတို့ကောက်ွယ်တာဒါကျမတို့ယုံကြည်ခြင်းပေါ့နော်အဲ့ဒါကြောင့်ခင်ဗျားတို့လို့ပေါ့နော်ကို့ဘာသာကိုနာချင်ဆက်ခါနာခြင်းပြီးမဲ့လေသူတပါဘာသာသူတပါဖယားကိုကြတော့ကိုကြိုက်တယ်လို့ကိုစဲကြိုက်တယ်လို့ကိုလောင်ပြန်ကြိုက်တယ်လို့ကိုကဲရဲ့ပြီးမှဥဟာကိုအမှန်ထင်နေတဲ့ဒီဖုန်းကြီးတွေဒီဘူရဘာသာဝင်တွေကိုကျွန်မပြောချင်တာဖြစ်တယ်အခုကျွန်မကအရန်အားနာတယ်နော်ပြောရမှာအရန်အားနာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မအမျိုးသားကိုယ်တိုင်ကဗမာဘူရဘာသာဖြစ်တယ်ပြီးတော့ကျွန်မတငယ်ချင်းမိတ်ဆွေအပေါင်းတင်များမှာအတိမိတ်ဆွေများမှာအတိမိတ်ဆွေများတော့အဖြစ်အတိမိတ်ဆွေတော်တော်များများကကျွန်မရဲ့လူမျိုးထက်ပေါ့နော်ဒီဘူရဘာသာမြန်မာလူမျိုးပုံများတယ်အဲ့ဒါကြောင့်ပြောရမှာလေအရန်အားနာတယ်ဒါပေမဲ့နားလည်ပြစီခြင်းနဲ့ဒီဘုံကြီးကပေါ့နော်ကျွန်မတို့ကိုဘယ်လောက်ထိတောင်ပြောရဲဆိုတော့ဝိညာဉ်စကားအဲ့အတိတ်ပဲကိုတော့မသိပဲဝိညာဉ်ဆိုတဲ့စကားလုံးတော့ပြပါတိုင်းလာစီယုံတယ်တဲ့နော်ချီအောင်သူဒါကသူ့အမြင်နော်သူ့အထင်နော်ကျမကိုယ်တိုင်ကအတိဆုံးပဲကျမသူ့ကိုတော့ comment တာဒါဆိုရင်လူတိုင်းက comment လို့မရဘူးလူတိုင်းရဲ့ comment ကိုမခံနိုင်ဘူးဆိုရင် public online media social media မတုံးနဲ့ပထမအချက်ကနော်ပြီးရင်ဗာပြောသေးတယ်ဆိုတော့ကိုစီးတဲ့မြန်တောင်အထီလာအမလာမသိပဲဝိညာဉ်ဆိုတဲ့စကားလေးတုံးပြပါတိုင်းလာမစီးယုံနဲ့ဦးချင်းကသူငယ်နဲ့စားကလေးမဟုတ်ဘူးတောက်ချပစ်လိုက်နေတယ်ကြည့်အောင်ပြီးတော့ကျမကသူတို့ကိုစိတ်နာအောင်မပြောချင်ဘူးเนาะစကားရိုက်လည်းမပြောချင်ဘူးအဲ့ဒါကြောင့်ဦးချင်းကတော့လီးစားပါတယ်เนาะတကယ်လည်းလိလာနိုင်တယ်ဆိုတဲ့ဟာကိုသူဟာသူအဟုတ်မှန်ထင်ပြမလေเนาะအဲ့ဒါကျမကိုလာပြင်ပြအနိုင်ယူပြန်ချင်းအနိုင်ယူချင်းပြန်တယ်မောနော်အဲ့လိုမျိုးကျမရှင်းပြောမယ်ဘူရဘာသာဝင်တွေစိတ်ဓာတ်ကအနိုင်ယူလို့ယူစိတ်ဒါပေမဲ့ကျမတို့ခရိယန်တွေကအနိုင်ယူလို့စိတ်ထက်ပူပြီးနင်းချပြီးသူတပမနာချင်းအောင်သူတပကိုကုထက်ပညာရှိတွေဟုထင်ရမယ်ဆိုတဲ့ကြမ်းချက်မှလည်းဆုံးမဩဝါဒပေးထားတယ်ကျမတို့တရားကနော်အဲ့ဒါကိုလည်းအဟုတ်မထင်မနေပါနဲ့ကျမပြောမယ်နော်ဦးချင်းပြောတဲ့ကျမ်းစာတွေတလုံးမှမပါဘူးဒီမှာနော်သူပြောထားတဲ့ဒီမှာအယုတ်ကြီးတော်မှာတော့ဒါကျမတို့ခရိယန်ဖယားပုံလည်းမဟုတ်ဘူးသူစိတ်ကူးထဲမှာအဲ့လိုကျမ်းစာကိုဖတ်ပြီးမှဒီဗျာဒိတ်ထဲကကျမ်းစာဖတ်မြဒီလိုမျိုးဖယားသူတို့ဖယားဆိုပြီးတော့ပြတာပြီးရင်သူ့ရဲ့တပည့်တွေတော်တော်များများကလည်းယုံကြည်လိုက်သေးတယ်နော်အိုးကြောက်စရာကြီးအဲ့လိုလားသူတို့ဖယားအဲ့လိုလားဆိုပြီးတော့ comment မှာကြီးကြတယ်နော်တကယ်တမ်းကျတော့ဒီဖုန်းကြီးတွေကတကယ်အဲ့လိုမလုပ်တင်ဘူးနော်ခုတပည့်တွေကိုဒါမကောင်းတဲ့အတွေ့တွေကိုမတင်သွန်းတင်ဘူးတာအမှန်တရားလည်းမဟုတ်ဘူးเนาะကျမကဘာတာကိုကွယ်တာလည်းမဟုတ်တယ်ကျမဖယားကလည်းကွယ်တာအမှန်တိုင်းပြောတာကျမတို့ဖယားဘယ်တော့မှကွယ်နိုင်မှာမဟုတ်ကျမတို့ယုံကြည်အတိုင်းကျမတို့ယုံကြည်ခြင်းအရာဆိုရင်ကျမတို့ဖယားကဒီ